中原那样我。哎呀，俺累。哎呀，လေးကောင်，哎吧，红马嘞。后面俩抓了要，抓没了？哎呦，楼上俺都帮他撬回来了。如果说你带着就让胶片你要不要批判？照片咋的？俺都现在是嘛了，带着就把呗。这种也对么事了，大干搞那么要嘛办？来，别，到来。哇，成功了哇！高兴过好，没啥费，agree 都没有咱们。哎，我妈的，这把看，你看，有的同你们看的叫小讲的喏，毛毛的，让你们看同干了。啊，那的那 agree 的那家他我才讲。我靠，梦东浪去了那。那西地区的，好梦东浪去那哦，过，他摆个他空荡浪就快过梦荡。တိုင်းသုံးတိုင်းမရှိတော့ဘူးเนาะဒီမှာကိုရန်အေးရဆောင်တော့မှဒီအပေါ်ရောက်လာပါပြီရှင်ဒါကျမတို့ဘက်ကန်းဆိုရင်လုံးဝမမြင်ရတော့ဘူးเนาะရှည်လဲကျောဆိုလုံးဝမမြင်ရတော့တဲ့အနေထားဒါတော့ကိုရန်အေးရရဲ့လေကားထက်ဒီနောက်ရောက်ပြီเนาะဒီမြင့်တန်ရောက်ပြီเนาะချင်းရမျိုးရဲ့မိုးကတော့ဆက်လက်ရောနေစေဗလာမင်းတင်ကိုလည်းမမြင်ရတော့ဘူးဘုဘကောင်လည်းရေလည်းကျွန်းလည်းမမြင်ရတော့ဘူးအနေထားကတော့ရေစက်ကြီးမယ်ဆိုရင်အနေထားမှရှိပါတယ်ဒါကြောက်ချံကတော့စိတ်တက်ကနေနေရတဲ့မြင်ကွင်းလေးလိုပါသေးတယ်ပေါ်ရောက်ဖို့10ပေလောက်လို့သေးရေတော့ကြီးနေတော့ဟုတ်တယ်အနာတော်လို့မရဘူးကျွန်တော်ဟိုးဖမ်းနေတော့မှာလေ ချက်ပေါင်ချိုင်မြေနေပိုင်းနေပေါ့ဗျာအိမ်ထဲကတော့တော်တော်လေးမြုပ်သွားပြီအိုးဘက်မှာမထွက်ရတဲ့လူတွေထုတ်ပေးဖို့တော့လေလော်ကြီးတွားနေရဖြစ်ပါတယ် မြစ်ကြီးနားမှာ AR မြစ်ရေစိုးရိမ်ရေမှတ်ကျော်လွန်လာနိုင်မြို့ပေါ်အနေပိုင်းရက်ကွက်တချို့ရေကြီးရေရှမ်းနေမြစ်ကြီးနားအနေပိုင်းရက်ကွက်တွေဘက်ရေဝင်ရောက်လာယမန်နေ့မေလ31ရက်နေ့ညပိုင်းနဲ့ဒီကနေ့ဇွန်လ1ရက်နေ့မှာအနေပိုင်းရက်ကွက်တွေဘက်ရေဝင်ရောက်လာနေကြောင်းဒေသခံတွေစီကသိရပါတယ်။ဒီနေ့ကရေပိုတက်လာနေတာလုံကာပါစားတောက်ဆိုင်ကတော့ရေမြုပ်သွားပြီးရွှေ့ဖို့တော့ပြင်ရတော့မှာပေါ့လို့ဒေသခံလူငယ်တယောက်ကပြောပါတယ်။ကြန့်ခိုင်ရေယုံအရှိဘက်ရက်ကွက်တွေအားလုံးနီးပါးဒီမနက်ပိုင်းရေဝင်သွားပြီဖြစ်ပြီးသွားဖို့လာဖို့အဆင်မပြေတော့သလိုကျက်ပေါင်ချံမြေနေပိုင်းကအိမ်တွေတော့တော်တော်မြုပ်သွားကမထွက်ရသေးတဲ့သူတွေကိုလူမှုကူညီရေးအသင်းတွေကကူထုတ်ပေးနေကြတယ်လို့သူကပြောပါတယ်။ရေကတော့အခု12နာရီဝန်းကျင်မှာဖြည်းဖြည်းတက်လာတယ်။ရွှေ့ကုန်ကြတော့မယ်။ခေမာတီရီလမ်းတွေ24လမ်းမပေါ်ရောက်ခါနီးနေပြီလို့သူကပြောပါတယ်။မြစ်ကြီးနားမြစ်ရေဟာဒီနေ့ဇွန်လ1ရက်နေ့မနက်7:00နာရီခွဲမှာ1105စင်တီမီတာအထိတက်လာပြီး3နာရီအတွက်အတက်အကျမရှိဘဲတက်နေတာတွေ့ရကြောင်းသိရတယ်လို့သူကပြောပြပါတယ်။မြစ်ကြီးနားမြို့လေကုန်းကျက်ပေါင်ချံမြို့တစ်ကြီးဘက်တွေမှာတော့မြစ်ရေချိန်1000စင်တီမီတာရှိရင်ရေဝင်ရောက်နိုင်ပြီးရန်ပူမှာတော့မြစ်ရေချိန်1050စင်တီမီတာကျွန်းပင်သာကချင်စုရွှေညောင်ပင်တွေဘက်မှာတော့မြစ်ရေချိန်1100စင်တီမီတာမန်ခိန်စီတာဘူးအေးစေဒီခေမာတီရီတွေဘက်မှာတော့မြစ်ရေချိန်1150စင်တီမီတာဒူကထောင်ရန်ကြီးအောင်ပမတီးတွေဘက်မှာတော့မြစ်ရေချိန်1200စင်တီမီတာစသဖြင့်ရောက်ရှိရင်ရေဝင်ရောက်နိုင်ကြောင်းဒေသခံတွေစီကသိရပါတယ်မိုးလေဝသနဲ့ဇလဗေဒဦးစီးဌာနကတော့ဒီနေ့ဇွန်လ1ရက်နေ့မနက်9နာရီခွဲတိုင်းထွာချက်အရAR မြစ်ရေဟာမြစ်ကြီးနားမြို့ရဲ့စိုးရိမ်ရေမှတ်အောက်3ပေခန့်မှာရောက်နေပြီးတရက်အတွင်းစိုးရိမ်ရေမှတ်အထိရောက်ရှိနိုင်တာကြောင့်မြစ်ကမ်းအနီးနဲ့မြေနိမ့်ပိုင်းနေထိုင်သူတွေအထူးသတိပြုဖို့အတိပေးအကြံပြုသတင်းထုတ်ပြန်ထားပါတယ်။ဝိုင်းမော်ဘက်ချမ်းကတော့ရေတွေလမ်းနှုတ်ခမ်းနားကပ်လာပြီးရေနည်းနည်းထက်တက်လာရင်တော့ကားပေါ်ပစ္စည်းတွေတင်ထားမလို့စောင့်ကြည့်နေတယ်လို့ကုန်တင်ရင်မောင်းတယောက်ကပြောပါတယ်။